မင်္ဂလာပါရှင်တားတို့သမီးတို့ကတော့မေရီလန်းရှင်နှလုံးတော်ဘော်ရာမှာပညာသင်ယူနေတဲ့တားငယ်သမီးငယ်လေးများဖြစ်ပါတယ်ရှင်အခုဆိုမဲ့တခြင်းလေးကတော့ဦးနီကောလာဘဘာရေးသားတည်ဆိုထားတဲ့ကောင်းကင်မတ်တဲ့တခြင်းလေးပဲဖြစ်ပါတယ်ရှင်ဤတခြင်းလေးကိုတည်ဆိုခြင်းအပြင်မကာအိုမှာရှိတဲ့ MCCN အဖွဲ့သားများအားလုံးကိုဂုဏ်ပြုတခြင်းတည်ဆိုသွားခြင်းပဲဖြစ်ပါတယ်ရှင်